ခမဲတို့သိအောင်တစ်ခုပြောရမယ်သိလားကိုမွေးတဲ့သမီးတွေကိုလေချစ်ပါရတယ်ကျွန်တော်တို့ဆိုကျွန်တော်တို့မှာကျွန်တော်ရှိမှာတူမဆိုအရင်ဆိုတယောက်ပဲရှိတယ်ဆက်ရပါကျွန်တော်ဝမ်းခွဲတွေအများကြီးပဲညနေအောင်ချစ်တယ်ကျွန်တော်အမြဲတမ်းကြောင်းတူရင်သွားကြတာခါလေးရရင်အမားတကူတွေ့ရင်တော့လှုပ်ချင်တာအဲ့လောက်ထိဖြစ်တာကိုလေးတွေဆောက်ရှောက်တယ်လားဒါပေမဲ့ကျောင်းသားတွေပြက်စီးတာဆီယမားတွေကြောင့်ဆိုတာခသားတွေကြောင်းလားအခုဆီယမားတွေကမညာရေပေါ်စီဆီယမားတွေသိလားကျွန်တော်ဗီဒီယိုကြည့်ပြီးအဲ့ဆီယမားတွေကျွန်တော်နဲ့ပြောရင်ဒဲလာပြောလိုက်ရတယ်ကျွန်တော်ဘက်ကကြောင်းထွက်ဘက်ကတစ်ရန်ကင်းကြောင်းထွက်လာပြောလိုက်ရှင်းလား3နန်းတက်တယ်3နန်းမဲ့3နန်းအောင်4နန်းတက်ခိုင်မှမတက်ခဲ့ဘူးစီးပွားကြောင့်နေခဲ့တယ်ဒါမဲ့အခုရှစ်တက်9လောက်ပြန်စာပြနိုင်တယ်ဒါမဲ့ဆီယမားတဲ့အခုပါတယ်ကြာဒါပဲလိုလားတယ်ပတ်စံပေးတဲ့လူစီးပွားရေးလိုလိုက်တဲ့လူဘာဖြစ်တဲ့လူဦးစားပေးတဲ့လူပဲလက်ခံပေးတယ်ကလေးတွေသူ့ဟာလှုပ်ရှင်တက်တော့စောကြီးစောမစောကြီးနေသူ့အဖြစ်ချင်းဖြစ်တခဲကိုလေဘယ်လိုပြောရင်ကျွန်တော်စကားအများကျွန်တော်မရိုင်းတက်ဘူးဗျာမရိုင်းချင်ဘူးရိုင်းပို့စိုးကုန်ကျွန်တော်အကောက်ပိတ်ခံနေမယ်အားကြောင့်မိဘရှိတဲ့ဒီခင်ဗျားတို့ကလေးတွေခင်ဗျားတို့ grade စိတ်ရပါလို့ကျွန်တော်ပြောချင်တာသိလားကျွန်တော်တို့အနေနဲ့ခံပြီးပြောနေရတော့ဖြတ်ခံကျွန်တော်ကောက်တွေဖြတ်ခံမှာခင်ဗျားတို့ဘာမှဖြစ်ဘူးခင်ဗျားတို့ကလေးတွေအခုမဒီတက်တဲ့ဘက်မှာရွာနေတာကြည့်ကျွန်တော်မမြင်ချင်ဘူးအဲ့လိုမျိုးလေအဲ့ကြောင့်ကျွန်တော်ပြောပြတာဟာလေဗျာဆီယာမဆိုတာလေးစားအားထားယုံကြည်ကိုးကွယ်ရတဲ့လူတစ်ယောက်မယုံကြည်ရရင်မယုံကြည်ဘူးဆိုလို့ရှိရင်ထားလိုက်တော့မယုံကြည်ရရင်ထားလိုက်တော့